Hello everyone, welcome to English with Brani. I'm gonna share some fun English knowledge with you. Today's topic, idioms with hot and cold. မင်္ဂလာပါ English with Brownie မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့ hot and cold နဲ့ပတ်သက်တဲ့ idiom လေးတွေအကြောင်းကို sharing ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံး sharing လုပ်ပေးခြင်းတဲ့အသုံးလေးကတော့ hot under the collar ဆိုတဲ့ idiom လေးဖြစ်ပါတယ်။သူကဒေါသထွက်စိတ်နှောက်ယှက်ဖြစ်ရတဲ့အခြေအနေ၊အရှက်ရတဲ့အခြေအနေ၊အထူးသဖြင့်ဝေဖန်ခံရမှုတွေနဲ့စိတ်ပျက်စရာတွေကြောင့်ဖြစ်တဲ့အခါမျိုးမှာဒီသုံးလေးကိုသုံးပါတယ်။ Example sentence လေးကိုကြည့်ကြရအောင်နော်။ He gets hot under the collar whenever someone brings up his past mistakes. တစုံတစ်ယောက်ကသူ့ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့အမှားတွေနဲ့ပတ်သက်ပြီးသူ့ကိုပြောတဲ့အခါမှာသူကစိတ်ပျက်ဒေါသထွက်တယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။နောက်ထပ်အသုံးလေးကတော့ cold shoulder ဆိုတဲ့ idiom လေးဖြစ်ပါတယ်။သူကတမင်သက်သက်မသိချင်အောင်ဆောင်အတိတ်မှတ်မပြုတဲ့အခြေအနေမျိုးမှာဒီဟာလေးကိုသုံးပါတယ်။ Example sentence လေးကိုကြည့်ရအောင်။ Instead of giving her the cold shoulder, why not talk things out and resolve the issue? သူ့ကိုတမင်သက်သက်မသိချင်အောင်ဆောင်နေမဲ့အစားဘာလို့ပွင့်ပွင့်လင်းလင်းနဲ့ပြဿနာကိုဖြေရှင်းဖို့မကြိုးစားတာလဲဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။ဒါဆို hot under the collar နဲ့ cold shoulder ဆိုတဲ့ idiom အသုံးလေးအကြောင်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်။နောက်နေ့ဗီဒီယိုတွေကြမှာသင်ခန်းစာအသစ်တွေနဲ့ထပ်တွေ့ကြပါတယ်။အားလုံးပဲတတာပါ။